เคကျွန်တော်ဒီနေ့ကျွန်တော်ပြောပြမယ်เนาะကျွန်တော်ပြောပြမယ်အကြောင်းအရာကအခုကျွန်တော်တို့ကဒါຫນွေရာသီပေါ့ຫນွေရာသီဆိုတော့ဒီလက်ဝဲပွဲတွေကတောက်လျှောက်ကိုဓာတ်တွေများနေတယ်ဗျာအခုဆိုရင်ကျွန်တော်ဒီနေ့က30မနေ့ပြန်31တရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်စီကကစားသမားတွေတွန်လေးsorry ဘကိုးမှာသွားထိုးမယ်ပြီးရင်ဒီ၄လပိုင်း3ရက်နေ့ရယ်4ရက်နေ့ရယ်5ရက်နေ့ရယ်3ရက်စရိုက်ကကြတော့လေဒီတွန်လေးမှာထိုးမယ်ပေါ့နော်တွန်လေးကဖျားပွဲမှာထိုးမယ်ဆိုတော့လက်ဝဲပွဲတွေတောက်လျှောက်ပဲကျွန်တော်ဒီမှာဆိုလို့ရှိရင်အခုဟိုကစားသမားတွေကျွန်တော်ကိုတောင်းနိုင်တောင်ကျွန်တော်မပေးနိုင်ဘူးပေါ့ပွဲတွေကအများများပြီးတော့ဒီထိုးမဲ့လူတောင်နဲနေလို့ပေါ့နော်အားကြောင့်လို့လက်ဝဲထိုးခြင်းတယ်ဆိုလို့ရှိရင်ဒီလက်ဝဲပညာကိုသင်ခြင်းတယ်လက်ဝဲကိုထိုးခြင်းတယ်ဆိုလို့ရှိရင်ကိုကဒီလက်ဝဲအကြောင်းကိုဘာမှမသိဘူးဆိုရင်ရတဲ့ကိစ္စမရှိဘူးကျွန်တော်စီကိုလာခဲ့ကျွန်တော်စီမှာသင်တန်းလာတက်လိုက်ကျွန်တော်ဒီမှာခေါ်ထားပြီးမယ်ကျွန်တော်ဒီမှာနေဖို့စားဖို့စီစဉ်ထားပေးမယ်ပြီးတော့လက်ဝဲကိုကျွန်တော်သင်ပေးမယ်ဒီလက်ဝဲပွဲတွေအချိန်တိုင်းကျွန်တော်ပေးထိုးမယ်လေ့ကျင့်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်လေ့ကျင့်ပေးမယ်ပြီးရင်ပြိုင်ပွဲဝင်လို့ရတဲ့အနေအထားရောက်ပြီဆိုရင်ပြိုင်ပွဲတွေတောက်လျှောက်ထည့်ပေးမယ်နော်ကျွန်တော်ကလပ်ကိုဒီပွဲတွေတောက်လျှောက်ပေးနေတဲ့အပေါ်မှာကျွန်တော်ကစားသမားတွေမပေးနိုင်ဘူးဖြစ်နေတယ်လုံလောက်မပေးနိုင်ဘူးပေါ့နော်မပေးနိုင်တဲ့အကြောင်းရင်းကလည်းကစားသမားနည်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီကိုလာမယ်ဆိုရင်ပြိုင်ပွဲထိုးဖို့လုံးဝပူစရာမလိုဘူးပြိုင်ပွဲတောက်လျှောက်ထိုးရမယ်ပေါ့နော်သင်တန်းကြီးကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲကျွန်တော်တစ်လောက်ကို3သိန်းခွဲယူတယ်ပေါ့ဒါကတော့ကျွန်တော်နေဖို့စားဖို့အပီးစီးပေါ့နော်တချို့ကလည်းကျွန်တော်ဒီမှာမစားခြင်းဆိုရင်ရတယ်โอเคကျွန်တော်တစ်လောက်ကျွန်တော်3သိန်းတော့ယူတယ်ပညာကြီးနဲ့နေစည်းကိုပေါ့နော်ဒီရန်ကုန်မြို့လိုနေရာကြီးမှာတော့ကျွန်တော်တစ်လောက်တော့ကျွန်တော်ယူမှာပဲနော်ဆိုတော့လက်ဝဲပွဲတွေကိုကလက်ဝဲသမားဖြစ်ချင်တယ်ပေါ့နော်ဖိုက်တာဖြစ်ချင်တယ်ကိုဘယ်ကနေစမှမသိဘူးကိုကတော့ဒီမှာကိုကနဲ့ကိုစိတ်ကူးပေါ့ရှောက်ပြီးလေ့ကျင့်တယ်အဲ့လိုမျိုးကျင့်မနေနဲ့မရဘူးပေါ့နော်ဒီလက်ဝဲကလပ်တစ်ခုခုကို join ပြီးတော့ဒီဆရာကြီးမှာပညာသင်လိုက်တဲ့ခါကြလို့ရှိရင်ကိုကဒီလက်ဝဲကိုစနစ်တကျကိုကစားတတ်သွားမယ်အဲ့ဒီမှာကိုသွား join တဲ့ club ကကိုပြိုင်ပွဲတွေထည့်ပေးနိုင်တဲ့ club လားမထည့်ပေးနိုင်တဲ့ club လားဆိုတော့ကိုကကြည့်ရမယ်ပေါ့နော်ပြိုင်ပွဲတွေထည့်ပေးနိုင်တဲ့ဒီ trainer စီမှာပေါ့နော်ဒီ club မှာသွားပြီးတော့လေ့ကျင့်မယ်သင်ကြားမယ်ဆိုရင်တော့ကိုကအချိန်တိုင်းကိုက fighter ဖြစ်မှာပဲထုတ်ဖြစ်ပြီဆိုရင်လည်းကိုကထိုးကြီးတွေရပြီပေါ့ဒီလိုပဲကိုကစချင်းမှာကိုလေ့ကျင့်နေတော့တဖြည်းဖြည်းနဲ့ကိုယ့်ထိုးဖို့ရလာတဲ့ခါကျရင်လည်းဒီထိုးကြီးတွေရလာမယ်နော်ပွဲတွေထိုးပြီးဆိုရင်ထိုးကြီးတွေရရင်လည်းစချင်းကတော့နည်းသေးတယ်ပေါ့နောက်တော့တဖြည်းဖြည်းနဲ့ကိုကောင်းရင်ကောင်းလို့ထိုးကြီးတွေကများလာမယ်အဲ့တော့ကိုသာလက်ဝဲသမားဖြစ်ချင်တယ်ဆိုရင်လက်ဝဲသမားဖြစ်အောင်လုပ်ပေးနိုင်တဲ့လက်ဝဲကလပ်ကိုလာပြီး join လိုက်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ bio မှာဖုန်းနံပါတ်ရေးပေးထားတယ်ကျွန်တော်ဒိတ်စာတွေသင်တန်းကြီးတွေကိုအသေးစိတ်ကိုသိချင်ရင်လည်း chat box မှာမေးလို့ရတယ်ကျွန်တော်ပင်ထောက်ပြီးတော့လည်းဗီဒီယိုတွေတင်ထားပေးတယ်ကျေးဇူးပါ